ငွေကြေးပြောင်းဆုံးမှုအခုရက်ပိုင်းမှာခရစ်တိုနဲ့ပတ်သက်တဲ့ဈေးကွက်တွေဟာကြီးလိုက်ရင်ဒါဘာတွေဖြစ်နေတာလဲဈေးကွက်ကြီးပြိုကျတော့မှလားဆိုတဲ့အသွေးတွေဝင်ပြီးကြမှာပါဒီလိုခရစ်တိုဈေးကွက်ကြီးပြောင်းလဲမှုကြောင့်15မိနစ်အတွင်းမှာပဲအမေရိကန်ဒေါ်လာတန်ပေါင်း200ကျော်ဟာအရေးပြောင်းဆုံးခံခဲ့ရပြီးကမ္ဘာသမိုင်းမှာအကြီးမားဆုံးခရစ်တိုပြိုလဲမှုကြီးကိုကျွန်တော်တို့ရင်ဆိုင်နေရပါပြီဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ Brain Pop မှာ channel ကနေခရစ်တိုပြိုလဲမှုကြီးဘာကြောင့်ဖြစ်လာတာလဲအထူးလက်ချက်လဲဈေးကွက်ကြီးတကယ်ပဲပျက်စီးသွားပြီလားဒီပြိုလဲမှုကြီးရဲ့နောက်ွယ်မှာဘယ်သူတွေဟာအမျက်ထုတ်သွားကြလဲဆိုတာတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီးခရစ်တိုဈေးကွက်ကြီးပွက်လောရိုက်သွားရတဲ့အထိဈေးကွက်ပြိုလဲခြင်းအကြောင်းရဲ့အဓိကလက်တဲ့တရားခံကိုပြောရမယ်ဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပဲဖြစ်ပါတယ်ဒေါ်နယ်ထရမ့်ဟာသူရဲ့ Trust Social Media မှာတင်ခဲ့တဲ့ post တစ်ခုကြောင့်အခုလိုမျိုးပဲကမ္ဘာပေါ်ကငွေကြီးတွေဟာအရေးပြောင်းဆုံးခံခဲ့ရပါ